ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့ guardian အနေနဲ့စေလွတ်ပေးမယ်ခမဲတော်ကစေလွတ်ပေးမယ်တဲ့ရည်ရွယ်ချက်ကပါလဲဆိုတော့အောက်မှာနော်ဝိညာဉ်တော်သည်သင်တို့အားခတ်သိမ်းသောအရာတို့ကိုပြသတွင်တင်တော်မူ၍တဲ့ငါဟောပြောခဲ့သည်များသောစကားတို့ကိုမှတ်မိသောဉာဏ်ကိုသင်တို့အားပေးမယ်ဒီမှာတော့ကျွန်တော်မြန်မာလူဆိုမှတ်မိသောဉာဏ်ဆိုတာမှတ်ဉာဏ်ပေးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့တကယ်မှာဒါဖခင်ခရစ်တော်ပြောခဲ့တဲ့စကားရဲ့နက်နဲသောအရာတွေကိုဖော်ပြမယ်လို့ဆိုလိုခြင်းဖြစ်တယ်ဟာလေလုယာနားမလည်နိုင်တာတွေအများကြီးရှိတယ်လေဟုတ်တယ်မဟုတ်လားနားမလည်တာအများကြီးရှိတယ်ကျမ်းစာထဲမှာဖတ်လိုက်ရင်နားမလည်ဘူးဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဖွင့်ပြတဲ့ခါမှာကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုရှင်းလင်းစွာဝိညာဉ်အဖြစ်နားလည်ပြီးတော့အသက်ဝင်လာတာဖြစ်တယ်အဲ့ဒါကိုရီမာလို့ခေါ်တယ်ရီမာနော်ဂရိဘာသာစကားပြန်ရီမာလို့ပြောတဲ့ခါမှာတော့စာကနေပြီးတော့အသက်ဖြစ်လာတယ်အသက်ဖြစ်လာเนาะကျွန်တော်တို့အထဲမှာအသက်ဖြစ်လာတယ်ကျမ်းစာအုပ်ဒီစာအုပ်ကတော့စာအုပ်ပဲเนาะတခြားစာအုပ်လိုပဲစာအုပ်ပါပဲဖတ်လိုက်ရင်စာပဲဒါပေမဲ့ဝိညာဉ်တော်ဖော်ပြခြင်းအပြင်ကျွန်တော်တို့အသက်တာထဲမှာငါအဖခမဲတော်ငါရဲ့ဖယားသခင်ကငါ့ကိုပြောနေတဲ့စကားငါ့ကိုတွင်တင်နေတဲ့စကားဥမာငါ့ကိုနောင်တရဖို့ငါ့ကိုစကားပြောနေတယ်မြတ်တာထားဖို့ငါ့ကိုစကားပြောနေတယ်ပေးကမ်းစွန့်ကြဲဖို့စကားပြောနေတယ်ဆိုတော့ကိုယ့်အတွက်ယူလိုက်တဲ့ခါမှာအဲ့ဒါရီမာဖြစ်လာတယ်ကျွန်တော်တို့အသက်ဖြစ်လာတယ်ကျွန်တော်တို့အထဲမှာเนาะဖယားသခင်နှုတ်ကပတ်တော်အသက်ဖြစ်လာတာဖြစ်တယ်ကျမ်းစာကိုပုံပြင်လို့ပဲဖတ်ရင်တော့ပုံပြင်ပဲဖြစ်မှာเนาะဝတ္ထုလို့ဖတ်ရင်ဝတ္ထုပဲဖြစ်မှာဒါပေမဲ့ဖယားရဲ့နှုတ်ကပတ်တော်အဖြစ်ဖတ်ပြီးတော့ခံယူပြီးတော့ဝိညာဉ်တော်ကဖွင့်ပြလာတဲ့ခါမှာတော့ကျွန်တော်တို့မှာအသက်ဖြစ်လာတယ်ကျွန်တော်တို့အသက်တာထဲမှာအဲ့နှုတ်ကပတ်တော်ကအသက်ရှင်လာတယ်အဲ့ဒါကြောင့်ရှင်ဘောလုကပြောတာကငါတို့ဒီလူတွေဖတ်တဲ့စာဖြစ်တယ်တဲ့နော်စာဆိုတာကတခြားစာမဟုတ်ဘူးနှုတ်ကပတ်တော်စာပဲခရစ်တော်ရဲ့စာခရစ်တော်ရဲ့အသက်တာကကျွန်တော်တို့ထဲမှာသက်ရှင်လာတယ်ဟာဒီလူထူးခြားတယ်ဒီလူကအရင်လူမဟုတ်တော့ဘူးသူ့အသက်တာကအရင်လူမဟုတ်တော့ဘူးဆိုတာပြောပြီဆိုတော့အဲ့ဒါအထဲမှာနှုတ်ကပတ်တော်ရှင်နေပြီအသက်နော်ကျွန်တော်တို့ကိုယ့်ရဲ့လူဟောင်းမထင်ရှားတော့ဘဲနဲ့ကျွန်တော်တို့အထဲမှာရှိတော့နှုတ်ကပတ်တော်တော့မဟုတ်ခရစ်တော်ထင်ရှားတာကိုလူတွေကဖတ်နေကြတာဖြစ်တယ်အဲ့တော့တန်ရှင်းသောဝိညာဉ်တော်လို့ပြောရင်ခမဲတော်သားတော်တန်ရှင်းသောဝိညာဉ်တော်အားလုံးဒီတန်းတူဖယားသခင်ဖြစ်တယ်အားလုံးဒီဖန်ဆင်းရှင်ဖြစ်တယ်နော်ဆိုတော့ဒါပေမဲ့ဝိညာဉ်တော်ကယနေ့အဓိကကျွန်တော်တို့ဒီကျေးဇူးတော်ကာလထဲမှာဝိညာဉ်တော်ရဲ့အလုတ်ကပါလဲဆိုရင်ဒီကျွန်တော်တို့နှုတ်ကပတ်တော်ကိုနားလည်စေတယ်နံပါတ်1မပြောင်းလဲခင်မှာလဲပဲကျွန်တော်တို့ပြောင်းလဲလာအောင်ခရစ်တော်ကိုယုံကြည်လက်ခံလာအောင်ဧဝံဂေလိတည်င်းကောင်းကိုကြားထားတဲ့ဧဝံဂေလိတည်င်းကောင်းကိုနားလည်ပြီးတော့ငါအတွက်ဖြစ်တယ်ခရစ်တော်ဟာငါအတွက်ဖြစ်တယ်ဆိုတာကိုယူတတ်လာအောင်ဝိညာဉ်တော်ကပဲသွေးဆောင်ပေးတာဖြစ်တယ်ဟာလေလုယာတန်ရှင်းသောဝိညာဉ်တော်အဲ့ဒါလို့အလုပ်လုပ်တယ်ဝိညာဉ်တော်ဒီဖန်ဆင်းခြင်းမှာကဘာမြေကြီးစัจ java ကိုဖန်ဆင်းခြင်းမှာလည်းပါဝင်ခဲ့တယ်လို့ဒုတိယဖန်ဆင်းခြင်းတည်ဟူသော regeneration နော် recreation လို့ခေါ်တဲ့အခုအသစ်မွေးဖွားခြင်းခရစ်တော်နဲ့ဒုတိယမွေးဖွားခြင်းအသစ်ဖန်ဆင်းခြင်းထဲမှာလည်းပဲဝိညာဉ်တော်ကပါဝင်တာဖြစ်တယ်အဲ့ဒါရန်အောင်ဆရာကောင်းပြီးတော့ထူးခြားတာကအခုခေတ်မှာလူတွေကတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်နော်ကိုလှုပ်ချင်ရရှောက်လို့ပြောချင်တာတွေရှောက်ပြောပြီးတော့မှဝိညာဉ်တော်ကိုလွှဲချတဲ့ခေတ်လည်းဖြစ်နေတယ်နော်ခရိယန်လောကထဲမှာပြောချင်တာတွေရှောက်ပြောပယုတ်ဒုက္ခတွေရှောက်ပြောပြီးတော့မှဝိညာဉ်တော်ဖော်ပြတယ်ဝိညာဉ်တော်ဖော်ပြဝိညာဉ်တော်ပြောခိုင်းတယ်ဆိုပြီးတော့မှလွှဲချတဲ့အဖွဲ့တွေလည်းရှိတယ်အဲ့တော့တန်ရှင်းသောဝိညာဉ်တော်လို့နာမည်ကိုကတန်ရှင်းသောဝိညာဉ်တော်လို့ပြောတဲ့အတွက်ကြောင့်တန်ရှင်းသောဝိညာဉ်တော်ကပယံပရာအလုံးမလုပ်ဘူးတန်ရှင်းသောဝိညာဉ်တော်ကညစ်ညစ်ညူးညူးအလုံးမလုပ်ဘူးနော်တန်ရှင်းသောဝိညာဉ်တော်ကညစ်ညူးသောအရာကိုမလုပ်ဘူးဆိုတော့တန်ရှင်းသောဝိညာဉ်တော်သည်သူ့ရဲ့နာမည်နာမနဲ့လိုက်အောင်ရှင်းလင်းစွာအလုပ်လုပ်တယ်တန်ရှင်းစွာအလုပ်လုပ်တယ်အဓိကတော့ငါတို့သိသင်သိထိုက်တဲ့သိရမယ့်အရာဖြစ်တဲ့နှုတ်ကပတ်တော်ကိုသိနားလည်အောင်ဖော်ပြပေးတယ်
အဲ့ဒါကသူ့ရဲ့အဓိကအလုပ်ဖြစ်တယ်ယေရှုခရစ်တော်ကိုယ်တိုင်ကလည်းပဲဒီတန်ရှင်းသောဝိညာဉ်တော်ကိုစေလွတ်တဲ့ခါမှာငါပြောခဲ့တဲ့အရာတွေကိုနားမလဲငါပြောတော့ကမင်းတို့နားမလဲတဲ့ဟာတွေကိုနားလည်နိုင်အောင်ဝိညာဉ်တော်ကမဆမယ်လို့ပြောတာ哦အဲ့ဒါဝိညာဉ်တော်ရဲ့အလုပ်ကဒီကနေ့နှုတ်ကပတ်တော်ကိုနားလည်နိုင်အောင်ကုညီမဆပေးတယ်ဆိုတော့အဲ့ဒီမှာnext slide ကိုကျွန်တော်သွားရေးတမန်တော်ဝတ္ထုခိုင်းတဲ့ငယ်ရှစ်မှာနော်ယေရှုခရစ်တော်ကိုယ်တိုင်ပြောခဲ့တဲ့စကားကထို့သောမရှိတော်လဲအလုံးဖတ်အောင်ထို့သောမရှိတော်လဲသင်တို့အပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာလိပြည်မြေကြီးစွန်းတိုင်အောင်ငါဤသက်တည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူတယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်နော်သင်တို့အပေါ်မှာရောက်လာပြီဆိုရင်တဲ့တကိုးကိုခံရနော်ဒီမောင်တဲ့ဩဝါဒစာဒုတိယစာဆိုခိုင်းတဲ့ငယ်ခုနှစ်မှာဘာလို့ဆိုဘုရားခင်ကငါတို့ကိုတဲ့ကြောက်တတ်တဲ့သဘောကိုမပေးဘူးတဲ့ချစ်တတ်သောစိတ်တကိုးပါသောစိတ်ကိုပေးတယ်လို့ပြောတယ်ဆိုဝိညာဉ်တော်ရလာတဲ့သူကကြောက်စိတ်မရှိတော့ဘူးကြောက်စိတ်မရှိဘူးဆိုတာထိုးဖို့ကြိတ်ဖို့ရံဖြစ်ဖို့ပြောတာမဟုတ်ဘဲနဲ့ဘုရားခင်ရဲ့နဲ့ပတ်သက်လာရင်နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်ရဲရဲဝံ့ဝံ့ပြောရဲတယ်လှုပ်ရဲတယ်လှုပ်လဲလှုပ်လာတယ်ပြောလဲပြောလာတယ်အဲ့ဒါကိုဆိုလိုတာဖြစ်တယ်ဆိုတော့တန်ရှင်းသောဝိညာဉ်တော်ရတဲ့သူမရတဲ့သူကအတိတာကြီးပဲလျှို့ဝှက်မထားဘူးကွယ်ဝှက်ပြီးတော့မရှိဘူးတန်ရှင်းသောဝိညာဉ်တော်ရတဲ့သူကဝိညာဉ်တော်ကအထဲမှာအလုံးလုံးနေပြီဆိုတော့ဖုံးကွယ်လို့မှမရပဲထင်ထင်ရှားရှားပဲအသက်တာမှာအကျင့်စာရိတ္တမှာထင်ရှားတယ်စကားပြောဆိုတဲ့နေရာမှာထင်ရှားတယ်လှုပ်ဆောင်တဲ့နေရာမှာထင်ရှားတယ်ကြောက်ရွံ့စိတ်မရှိတော့ဘူးနော်အဲ့တော့ဒါကဂတိတော်ပဲရှိသေးတယ်ဆိုတော့နောက်တကယ်လက်တွေ့မှာတမန်တော်ဝတ္ထုအခန်းကြီး2ရောက်လာတဲ့ခါကျရင်ပင်ဒီကုတ်တွေပွဲနေမှာတန်ရှင်းသောဝိညာဉ်တော်ဆင်းသက်လာပြီးတော့မှတပည့်တော်တွေထဲကိုကျင်းဝတ်လာတဲ့ခါမှာအဲ့ဒီမှာစပြီးတော့အလုံးလုံးလာပြီ။ဘာလို့ဆိုတပည့်တော်တွေကအယမ်းကြောက်ရွံ့ကြတယ်။စကားမစဒီတမန်ကျမ်းစာထဲမှာဒီပင်တေကုတ်တီပွဲနေ့မှာတပည့်တော်တွေကအထက်ခန်းမှာစောင့်နေတယ်ဆိုတဲ့စကားပေါ့နော်။အဲ့ဒါကိုအခုတလောမှာကျွန်တော်တို့ယေရုရှလင်မြို့ကိုဣသရေလခရီးစဉ်ဣသရေလทัวร์ကိုဥဆောင်နေတဲ့သင်ဦးဆရာတပါးဒီအမေရိကန်ကဆရာကြီးတပါးကရှင်းပြတာကိုကျွန်တော်အသက်ပြန်ပြီးတော့နော်ခွန်အားရတဲ့ဟာလေးပြန်ပြီးတော့မြတ်ဝေခြင်းတယ်ယေရုရှလင်အထက်ခန်းလို့ပြောတဲ့ခါမှာအထက်ခန်းဆိုတာဘယ်ဟာဖြစ်မလဲပေါ့ upper room ဆိုတာနော်အင်းတို့ကတပည့်တော်ဒီယေရှုခရစ်တော်နဲ့အတူတူဒါပွဲတော်စားတဲ့နေရာလားနော်သူတွေကလည်းအဲ့လိုအနဲ့ဖွင့်တဲ့လူအများကြီးရှိတယ်လေဒါပေမဲ့ဒီဆရာကရှင်းပြတာတော်တော်ရှင်းတယ်အဲ့ဒီနေ့မှာဗီဒီယိုကရဲဝန်းစွာတရားဟောပြီးလူ3000ပြောင်းလဲတယ်လို့ပြောတာဟုတ်3000ကအခန်းထဲမှာဆမ်းမှာမဟုတ်ဘူးလေနော်ဆိုတော့အခန်းတစ်ခန်းထဲမှာလူ3000ဆမ်းတဲ့အခန်းအဲ့ဒီခေတ်ခါတော့မရှိသေးဘူးရှိလည်းမရှိနိုင်ဘူးဒါပေမဲ့အထက်ခန်းလို့ပြောတဲ့ခါမှာတဲ့အဲ့ဒီပိတ်မန်တော်ဒီစောက်တဲ့နေရာနော်ပိတ်မန်တော် area မော်ရီတောင်နာပြောမယ်ဆိုရင်တမိုင်းနဲ့ပြောမယ်ဆိုရင်အာဗြဟံကတားဣဇက်ကိုရစ်ပူဇော်တဲ့တောင်ပေါ်မှာဆောလမုန်မင်းကြီးကပိတ်မန်တော်ကိုတိဆောက်တာဖြစ်တယ်အဲ့ဒီပိတ်မန်တော်ကနားပြင်ပေါ့ပိတ်မန်တော် area အဲ့ဒီကွင်းပြင်ချင်းမှာလူတွေကဘာလို့ဆိုပင်ဒီကုတ်တွေပွဲဖြစ်တဲ့အတွက်ကြောင့်အမှလူထောင်တောင်းချီစုဝေးကြတာအဲ့ဒီနေရာမှာပဲဝိညာဉ်တော်ဆင်းသက်ပြီးတော့မှနော်တပည့်တော်ဒီအထဲကိုရောက်လာတဲ့ခါမှာဗီဒီယိုကရဲဝန်းစွာဧဝံဂေလိကိုဟောခြင်းအပြင်လူ3000ပြောင်းလဲတာအဲ့မှာရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်တို့ဝိညာဉ်တော်ဆင်းသက်လာတဲ့ခါမှာဝိညာဉ်တော်ရရှိတဲ့သူကဘာကိုရဲဝန်းစွာဟောတယ်လဲဆိုဧဝံဂေလိကိုရဲဝန်းစွာဟောတာဟာလေလုယာယေရှုအကြောင်းကိုရဲဝန်းစွာပြောတာဘာဖြစ်လို့ရဲဝန်းစွာလို့သုံးတယ်လဲဆိုရင်အဲ့ဒီမတိုင်ခင်မှာတပည့်တော်တွေတမန်တော်တွေကအယမ်းကြောက်ကြတယ်ယေရှုခရစ်တော်ကောင်းကင်တက်ကြွပြီးတော့နော်သူတို့အယမ်းကြောက်တယ်လေအယမ်းကြောက်တာဘာလို့လဲဆိုတော့ငါတို့ရဲ့သခင်ကိုတော်မှတတ်ကြတယ်ဆိုတော့ငါတို့ကိုလည်းနောက်
နောက်ငါတို့အလှည့်ဖြစ်လာနိုင်တယ်ငါတို့ကိုတတ်ကြမှာဒီဂျူးတွေကဒီဖာရီရှဲတွေကငါတို့ကိုတတ်မယ်ငါတို့အတွက်တော့အန္တရာယ်ပဲဆိုတာသူတို့ကအယမ်းကြောက်တာဂျူးတွေကလည်းမလွယ်ဘူးလေနော်တကယ်ကိုကြမ်းတမ်းတဲ့လူတွေဖြစ်တယ်သူတို့အယမ်းကြောက်ပြီးတော့နေတာတရားဟောဖို့မပြောနဲ့အပြင်တော်မထွက်ရဲတဲ့အဆင့်နော်မျက်နာတော်မပြရဲတဲ့အဆင့်ဖြစ်နေတဲ့ကာလသူတို့မှာအားငယ်ပြီးတော့သူတို့ကောင်းဆောင်မရှိတော့ဘူးတကူပြတတ်တဲ့ယေရှုကမရှိတော့ဘူးငါတို့ကိုဥဆောင်တဲ့ယေရှုကမရှိတော့ဘူးဆိုတော့ငါတို့ကိုလူတွေဘယ်လိုဒီဂျူးတွေကဘယ်လိုလုပ်မလဲဒီဖာရီရှဲတွေကငါတို့ကိုဘယ်လိုနှိပ်စက်မလဲဆိုတော့အဲ့ဒါပဲကြောက်နေတာဒါပေမဲ့ဝိညာဉ်တော်ဆင်းသက်လာပြီးတော့သူတို့အထဲမှာကျိန်းဝက်လာတဲ့ချိန်မှာတော့အဲ့ဒီကြောက်စိတ်တွေကလုံးဝပျောက်သွားတယ်ဟာလေလုယာတန်ရှင်တော်ဝိညာဉ်တော်ရတဲ့သူခရစ်တော်ရတဲ့သူမှန်ရင်ဒီကနေ့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်အရှက်တရားမရှိဘူးရှက်ကြောက်ခြင်းမရှိဘူးရဲရဲဝံ့ဝံ့ပဲလူကြားသူကြားမှာနော်ဒါတော့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေကများသောအားဖြင့်လူတို့တိုးနိုင်တာအဲဆိုတော့ဖခင်เจ้าမှာလေ့ကျင့်နေကြဖြစ်နေလို့နော်အခမ်းအနားတွေလူပနထောင်ပဲထိုင်ကျွန်တော်တို့ကရှေ့ထွက်ရဲတယ်စကားပြောရဲတယ်မထင်နဲ့တချို့လူတွေကအဲ့လိုမျိုးမထွက်ရဲဘူးတကယ်လူကြီးတွေတောင်မှဒူးတုံနေတာနော်ပရိသတ်တွေရှေ့ရောက်ပြီဆိုရင်မျက်စိပေါင်းများစွာကကြည့်ပြီဆိုရင်သူတို့ကမနေတတ်တော့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့ခရိယန်ထဲမှာတောင်မှလူရှေ့ထွက်ပြီးတော့ဆုတောင်းပြီဆိုရင်ခလုတ်တိုက်ကုန်တဲ့ဟာတွေရှိရတယ်ဟုတ်မှာတက်သေးခံဖို့တော့မပြောနဲ့ဘာမှမလုပ်တတ်တော့ဘူးသူရှေ့သူများတွေရှေ့ရပ်ပြီဆိုရင်မလုပ်တတ်တော့ဘူးဒါပေမဲ့ဝိညာဉ်တော်ဒီသင်အထဲမှာကျင့်ဝတ်လာပြီးတော့အလုတ်လုတ်ပြီးဆိုရင်လူကိုမပြောနဲ့ဘယ်အရာကိုမဆိုမကြောက်တော့ဘူးနတ်ဆိုးကိုလည်းမကြောက်တော့ဘူးဘာကိုမှမကြောက်တော့ဘူးဘာလို့သင်ရဲ့ခွန်အားနဲ့မဟုတ်ဘဲနဲ့အထဲမှာရောက်လာတဲ့ဝိညာဉ်တော်ကတကူကိုပေးတာဖြစ်တယ်ဟာလေလုယာကျွန်တော်ကငငယ်တုန်းကအယမ်းကြောက်တတ်တဲ့ကလေးတကယ်ပြောတာအမှောင်ကျွန်တော်ကလေးတွေလည်းအခုတခါလေကြာရင်ကျွန်တော်မကြာခဏပြောဖို့တယ်နော်ကျွန်တော်ကလေးတွေကိုကျွန်တော်ကြည့်ပြီးတခါလေကြာအယမ်းရည်တယ်ကိုယ့်ဟာကိုယ်ဘာလို့ဆိုကျွန်တော်ပုံစံအတိုင်းဖြစ်နေလို့သူတို့ကမှောင်ပြီဆိုကြောက်တာမိပိတ်ဟိုနားနည်းနည်းမှောင်ရင်အဲ့ဒီမှောင်နဲ့အမဲကိုကြောက်တာအဲ့လိုဖြစ်ကျွန်တော်ငငယ်တုန်းကအဲ့လိုဖြစ်တတ်တယ်လေကျွန်တော်သားဘင်ဂျမင်နဲ့ကျွန်တော်နဲ့ညမှာအမြဲတမ်းအိတ်တောင်ဆိုတော့ဒီလိုကျွန်တော်အခါဒီလိုပေါ့ဟိုဒီဘက်ပေါ့နော်အခုဒီစပွဲလိုပဲဒီလိုအိတ်တယ်ပေါ့ကောင်းကဒီလိုဆိုတော့ဒီဘက်မျက်စောင်းတို့လေးမှာကျွန်တော်ရဲ့ closet အဝတ်ခန်းရှိတယ်တခါကျရင်ကျွန်တော်ကအဲ့အဝတ်ခန်းကိုဖွင့်ပြီးတော့ပြန်မပိတ်ဘဲနဲ့ဒီတိုင်းအဖွင့်ရဖြစ်တာပေါ့အဲ့ဒါကိုဘင်ဂျမင်ကသူအိတ်ရဘောနဲ့ဒီလိုလှမ်းချပြီးတော့အထဲမှာမောင်မဲနေတဲ့ဟာမြင်ရင် तू ကမအိတ်တတ်တော့ကျွန်တော်ကိုပြန်သွားပိတ်ခိုင်းတယ်တကားပြန်သွားပိတ်ခိုင်းဆိုတော့ကျွန်တော်အဲ့ဒါကျွန်တော်ငငယ်တုန်းကအတိုင်းပဲတပုံစံတည်းပဲဆိုတာလေပြန်ပြီးတော့တတိရတယ်အဲ့အမောင်ကိုကြောက်တတ်တယ်ကျွန်တော်ကလေဘာလို့ဆိုကျွန်တော်တို့ရွာဘက်မှာလဲနတ်တရားတအားကြီးတာမောင်ပြီဆိုရင်အမျိုးမျိုးအတန်တွေအမျိုးမျိုးထွက်လာတယ်မို့ခွေးဟောင်းတန်တွေကြက်အော်တန်တွေအမျိုးမျိုးထွက်လာတယ်ဆိုတော့ပြီးလေငငယ်ကလေးကနတ်စားတရွာလုံးကနတ်စားဖြစ်တဲ့အတွက်ဘယ်နေရာမှာပါရှိတယ်ဘယ်နေရာမှာဘသူကအစိမ့်တည်ခဲ့တယ်ဘယ်နေရာမှာတော့ဘလို့စာတန်ကနတ်ဆိုးတွေကခြောက်ခဲ့ဘူးတယ်ဆိုတဲ့ဟာတွေကကျွန်တော်တို့ကအကုန်လွတ်ရနေတာဆိုတော့အယမ်းကြောက်တတ်တယ်လို့ဖြစ်တယ်ပြီးရင်လူသေးကျွန်တော်ကလူအယူနဲ့လူသေးကိုကျွန်တော်အယမ်းကြောက်တာပြီးကျွန်တော်အကြောက်ဆုံးထဲမှာဟိုမှာမွေအယူပြီးရင်လူသေးအလောင်းနေလေအဲ့လူသေးအလောင်းနားမှာသွားထိုင်မိပြီဒါမှမဟုတ်လူသေးအလောင်းရဲ့မျက်နှာကိုကျွန်တော်တစ်ခါကြည့်မိပြီဆိုရင်တညလုံးအဲ့ဒါအိမ်မက်ထဲမှာအဲ့ဒီလူပဲလာနေတာအဲ့လိုမရဘူးအများနဲ့6တယ်ပြီးရင်ကျွန်တော်ကအဲ့ဒီလူသေးအလောင်းတွေကိုလုံးဝမကင်ဘူးမကင်ရဲဘူးနော်မွေဆိုလည်းပဲသေးသေးလေးဆိုလည်းမွေဆိုကြောက်တာအသိကြောက်တာအဲ့လိုမျိုးရှိခဲ့ဘူးတယ်ပြောချင်တာဒီအဲ့ဒီကြောက်စိတ်တွေကအယမ်းလွှမ်းမိုးတယ်ငငယ်တုန်းကကြောက်တတ်တဲ့စိတ်တွေကအယမ်းလွှမ်းမိုးတယ်ဒါပေမဲ့ခရစ်တော်ရလာပြီးတဲ့နောက်မှာတတိတကယ်ကိုဘုရားခင်ကအဲ့ဒီကြောက်စိတ်တွေကိုဖယ်ရှားပေးပြီးတော့မှတကူနဲ့ပြေဝစေပြီးနှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်သက်သေခံခြင်းနဲ့ပတ်သက်လာရင်အသက်တာဘုရားရဲ့ကောင်းမြတ်ခြင်းကိုပြောဖို့ဆိုရင်အချိန်မရွေးသက်သေခံဖို့နော်ဝင်ငှဖို့
အမြဲတမ်းအစဉ်သင်ဖြစ်တာခရစ်တော်ကခရစ်တော်အားဖြင့်ရလာတဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့တကူအားဖြင့်ဖြစ်လာတယ်ဆိုတာကိုကျွန်တော်ကနားလည်ရတယ်။ဒါတဲ့အသက်တာထဲမှာကြောက်ရွံ့နေသေးသလား။အဓိကဒီကနေ့တန်ရှင်းသောဝိညာဉ်တော်ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာနံပါတ်1ခုနကကျွန်တော်ပြောခဲ့တဲ့တန်ရှင်းသောဝိညာဉ်တော်ကဧဝံဂေလိတရားကိုဟောပြောပေးတဲ့သူတွေရဲ့ဧဝံဂေလိသတင်းကောင်းကိုကျွန်တော်နားလည်အောင်ဝိညာဉ်တော်ကမဆပေးတယ်။ယုံကြည်အောင်ကျွန်တော်တို့ကိုမဆပေးတယ်။ယုံကြည်ပြီးတဲ့ခါမှာတော့အဲ့ဒီတော့ဟာယုံကြည်လက်ခံလာတဲ့ခါမှာတန်ရှင်းသောဝိညာဉ်တော်ကိုနိုင်ကိုကကျွန်တော်တို့အထဲမှာကျင့်ဝတ်လာတာ။ဟာလေလုယာ။တန်ရှင်းသောဝိညာဉ်တော်ကိုနိုင်ကကျွန်တော်တို့အထဲမှာကျင့်ဝတ်လာတာ။အိဖက်ဩဝါဒစာခန်းကြီး1 အငယ် 73မှာလေ။အိဖက်ဩဝါဒစာခန်းကြီး1 အငယ် 73မှာသင်တို့ဒီလေကဲတင်တော်မူခြင်းအကြောင်းနဲ့ရှင်သောဧဝံဂေလိတရားတည်းဟူသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှတန်ရှင်းသောဝိညာဉ်တော်နဲ့ဂတိတော်နဲ့ရှင်သောတန်ရှင်းသောဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုခံရကြပြီအဲ့ဒီမှာအစစ်သုံးစိတ်ရှိတယ်ဧဝံဂေလိကိုကြားတယ်ဧဝံဂေလိလို့ပြောတဲ့ခါမှာနော်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအစုံနော်တချမ်းမဟုတ်ဘူးအပြစ်အကြောင်းကျွန်တော်တို့ဒီအာရနဲ့ဧဝကနေဆင်းသက်လာတော့ကြောင့်အပြစ်သားဖြစ်ကြောင်းမိမိကိုယ်ကိုအပြစ်သားဖြစ်ကြောင်းအပြစ်သားရဲ့လမ်းဆုံးသည်ငရဲဖြစ်ကြောင်းကိုရှင်းလင်းစွာအပြစ်နဲ့ဆိုင်တဲ့အရာကိုဧဝံဂေလိဆရာတွေကသိချာရှင်းပြပေးတယ်ပြီးတော့မှကယ်တင်ရှင်လိုအပ်တယ်ကယ်တင်ရှင်လိုအပ်တယ်ကိုမကယ်နိုင်ဘူးလူချင်းမကယ်နိုင်ဘူးငွေကလည်းမကယ်နိုင်ဘူးအကျင့်တရားကလည်းမကယ်နိုင်ဘူးဆိုတော့ကယ်တင်မဲ့သူလိုအပ်တယ်ဒါကြောင့်ဖခင်သခင်ကသားတော်ယေရှုခရစ်တော်စေလွတ်တယ်သားတော်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်တွေအားလုံးကိုတည်ဆောင်ပြီးတော့မှကားတိုင်းမှာအသေးခံတယ်ဒါရီအဖြစ်ကျွန်တော်တို့တွေအားလုံးကိုယူဆောင်ပြီးတော့မှကားတိုင်းပေါ်မှာအသေးခံတယ်ဒါကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်တို့ရဲ့အပြစ်တွေကိုကားတိုင်းမှာဆင်လိုက်ပြီအပြစ်ရဲ့အခါသေခြင်းကိုဆင်လိုက်ပြီအားလုံးဆင်ခြင်းခံလိုက်ပြီအဲ့တော့အပြစ်တရားရဲ့အခါသေခြင်းနောက်ထပ်ကျွန်တော်တို့ခံစရာအကြောင်းမရှိတော့သို့တော့ခရစ်တော်ကခံပေးသွားတယ်ကျွန်တော်တို့အပြစ်ကြွေးကိုဆက်ပေးတယ်ဆိုတာကိုယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်တယ်ဆိုတဲ့ဧဝံဂေလိသတင်းကောင်းခရစ်တော်ဟာကားတိုင်းပေါ်မှာအသေးခံတဲ့တကြိုတဲ့3 ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့သေခြင်းမျက်စုံမှန်ကိုအောင်မြင်သောဖခင်အပြစ်ကြွေးကိုလုံးဝဆက်ပေးသောဖခင်အပြစ်ကြွေးကိုဒီပြည့်စုံစွာနော်ရစ်ပူဇော်ပေးသောဖခင်ဖခင်ရှိမှစုံလင်သောရစ်ကိုပူဇော်ပေးသောအကယ်တင်ရှင်ဖြစ်ကြောင်းကိုကျွန်တော်ယုံကြည်လက်ခံတဲ့အခါအဲ့ဒီ message သတင်းကောင်း message တချို့ကကယ်တင်ခြင်းစိတ်ချမှုရလားကယ်တင်ခြင်းရပြီလားဆိုရင်ရပြီလို့တော့ပြောတာပဲနော်မိတ်လိုက်တော့ဘယ်လိုရတယ်လဲဘသူအဖြစ်လဲဘယ်ကြမ်းပိုက်အဖြစ်ဘယ်နှုတ်ကပတ်တော်အဖြစ်ရတယ်လဲလို့ပြောရင်မပြောတတ်တော့မရရအဲ့ဒါဆိုရင်တကယ်တမ်းကျတော့မရတာဖြစ်တယ်အဲ့ဒါမရတာကိုဟန်ဆောင်နေတာတကယ်ရတဲ့အရာကိုကျွန်တော်တို့ကမပြောပြတတ်စရာအကြောင်းမရှိဘူးလေကျွန်တော်ကတော့အမြဲတမ်းဟိုအိမ်ထောင်တဲ့နိုင်ရှင်လေးရှိတာမိမရတာမသိတယ်လို့မိမရှိတာကိုမသိဘူးလို့ပြောမဲ့လို့မရှိဘူးလေခင်ဗျမိမရပြီလားအိမ်ထောင်ပြုတ်ပြီလားအေးထင်တာပဲလို့ပြောရင်အဲ့ဒီလူကအုံနောက်မမှန်တော့နော်အဲ့လူကအုံနောက်မမှန်တော့မိမရတာဘလို့ပုံစံရတယ်ဘလို့ရီးစားဘဝနဲ့ဘလို့လက်ထပ်လာခဲ့တယ်ဆိုတာအသေးစိတ်ဘာမှစာအုပ်ထဲမှာထားစရာမလိုကျွန်တော်တို့အကုန်လွတ်ရတယ်လေထိုနည်း၎င်းပဲခရစ်တော်ကိုမြည်စမ်းတဲ့ကာလဟာရီးစားဘဝပေါ့ခရိယန်ဘာသာတဲ့ဝင်တယ်ဘုရားကျောင်းသွားတယ်အလှငွေလည်းထည့်တယ်ဒါပေမဲ့ကယ်တင်ခြင်းအကြောင်းကကနနာနားမလဲဘူးယေရှုကယ်တင်ရှင်ဆိုတာလည်းကြားဖူးတယ်ဒါပေမဲ့လည်းဟိုအဲ့လိုပဲအထင်နဲ့သွားနေတာပဲဒါကတော့သမီးကြီးစားဘဝလို့ပြောလို့ရတယ်သမီးကြီးစားဘဝပေါ့နော်သမီးကြီးစားဘဝကပိုင်သေးတာမဟုတ်ဘူးပိုင်သေးတာမဟုတ်ဘူးအဲ့တော့ဒါပေမဲ့တနေ့ကျတော့ခရစ်တော်ကကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်လာပြီးတော့ထိုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့ရှင်သခင်ပြည့်
ယုံကြည်လက်ခံလာတဲ့ခါမှာကျွန်တော်တို့အထဲမှာတက်တွေကဘာလဲဆိုတော့ငြိမ်သက်ခြင်းရှိလာတယ်နော်ငါသိရင်ဘယ်တော့မှငရဲမချတော့ဘူးဆိုတော့ငြိမ်သက်ခြင်းကအဲ့ဒီငြိမ်သက်ခြင်းကိုဝိညာဉ်တော်ကပေးတာဝိညာဉ်တော်ကပေးတာတန်ရှင်သောဝိညာဉ်တော်ကမင်းသိငရဲမချတော့ဘူးသင်ဟာခရစ်တော်ရဲ့အသွေးတော်နဲ့ရွေးဝယ်ထားပြီးသားဖြစ်တယ်သင်ယုံကြည်ခြင်းအတိုင်းသင်ဒီကောင်းကင်နိုင်ငံသွားမဲ့သူဖြစ်တယ်ဆိုတာ confidence assurance of salvation လို့ခေါ်တယ်နော်ကဲတင်ခြင်းစိတ်ချမှုကိုတန်ရှင်သောဝိညာဉ်တော်ကသိစေတယ်နားလည်စေတယ်အဲ့ဒီဟာကတတ္တိဖြစ်လာတာလေလူဟာလေသိပြီးရင်ပဲသွားမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိရင်မကြောက်တော့ဘူးလေသိချင်းတရားလည်းမကြောက်တော့ဘူးဘာမှမကြောက်တော့ဘုရားကလည်းပတ်သက်လာရင်ဘာပဲလုပ်ရဧဝံဂေလိတရားနဲ့ပတ်သက်လာရင်ဘာပဲလုပ်ရလှုပ်ရဲကန်ရဲပေးရဲစွန့်ကြဲရဲတဲ့သူဖြစ်လာတာတချို့လူတွေကလောကီသားတွေကနားမလည်တဲ့ခါမှာတချို့ဆိုရင်ယူသွားပြီလို့တော့ထင်လောက်အောင်ဖြစ်တာလေကြောကြမှာကျွန်တော်ရဲ့အသင်းသားတယောက်ကျွန်တော်တို့အသင်းတော်ရောက်လာပြီးမှပြောင်းလဲတာကျွန်တော်မင်းသားပဲသူကလက်ဝဲသမားလက်ဝဲဝရှူမှာဒီရွှေတစိမ့်လာမသိဘူးသူရဖို့တယ်နော်မလေးရှားမှာနေတော့တစ်ချိန်လုံးရဖြစ်တယ်တစ်ချိန်လုံးတောက်တယ်သူမိမကိုလည်းတစ်ချိန်လုံးရရှာတဲ့သူမလေးရှားမှာနေတော့သူရောက်ခမကဒီဘက်ကနေတောက်လျှောက်သူပြောင်းလဲဖို့ဆူတောင်းပေးတာကျွန်တော်တို့ကြော်ကြရောက်လာပြီးတော့ကျွန်တော်တို့တဲတော်မှာသူပြောင်းလဲပြီးတော့တကယ်ကိုဒီဘယ်လိုအခုခေတ်ဆရာတွေပြောမယ်ဆိုအရန်တောက်လောင်လာလေနော်ကျန်းစာဖတ်တယ်အိတ်တော်မအိတ်ပဲနဲ့ဖတ်တယ်တစ်ခါလေကြာရင်ထိုင်ဆံမှာသူကအလုပ်လုပ်တယ်သူများကားစီးပြီးတော့အလုပ်လုပ်တယ်ကားလည်းမပိုင်သေးဘူးအဲ့ဒါကိုကျန်းစာဖတ်တညလုံးဖတ်ပြီးရင်တစ်ခါတည်းဒီသူလာကြူတဲ့လူရှိလဲအစင်သင့်သူစောင့်ပြီးတော့မှကားပေါ်ရောက်တာနဲ့သူကဟောတော့တာဝေငှတော့တာတက်သေးခံတော့တာပြောသူတို့ကနားကြီးလာပြီနော်သူရောက်ခမလည်းလုံးဝအငြိမ်မနေရသူရောက်ခမရောက်ခဒီဒီရှေ့ရောက်ပြီဆိုရင်သူကဝေငှပြီခင်ဗျားတို့မပြောင်းလဲသေးဘူးအမေခါခရစ်ယာန်ပဲဆိုပြီးတော့သူကဒဲချတော့ဒီမှာပြောင်းလဲဖို့ဆူတောင်းပေးတဲ့လူကနားကြီးပြီးတော့သူမရပြီးတော့မှတောင်းပန်နေရမလို့ဖြစ်နေဒါပေမဲ့အဲ့ဒါတောက်လောင်တကယ်အစ်စ်မှပဲသူကဟန်ဆောင်တာမဟုတ်ဘူးအဝေငှတယ်ခုလိုပဲကျွန်တော်တို့ပွဲတော်တနင်္ဂနွေနေ့တိုင်းပွဲတော်မင်္ဂလာရှိတယ်ပွဲတော်မှာသူအမြဲတမ်းဝင်ငှတယ်အယံကောင်းတယ်သူစံစာကိုလေဒီလိုဝတ္ထုပုံပြင်ဖတ်တယ်လို့သူဖတ်တာမဟုတ်တကယ်ကိုနားလေခြင်းတဲ့နှလုံးသားစာငတ်တဲ့နှလုံးသားနဲ့ဖတ်တဲ့အခါမှာဝိညာဉ်တော်ကလည်းသူ့ကိုဖွင့်ပြတယ်တကယ်နဲ့နေတဲ့အရာတွေဖွင့်ပြတယ်သူအဲ့ဒါတွေကိုဝင်ငှတယ်အယံချစ်ဖို့ကောင်းတယ်ဒါတော့ချစ်တော်ညီကိုမောင်မများဒီကနေ့တန်ရှင်းသောဝိညာဉ်တော်ရဲ့အလုတ်ကခုနကအထဲမှာရောက်လာပြီဆိုရင်ကျွန်တော်တို့အလုတ်လောက်တာကခရစ်တော်အကြောင်းသက်သေခံခိုင်းခရစ်တော်အကြောင်းကိုပဲသက်သေခံစေတယ်နှုတ်ကပတ်တော်အခြေခံတဲ့ခရစ်တော်အကြောင်းပဲသက်သေခံအခုခေတ်မှာကျွန်တော်အံ့ဩနေတာကကျွန်တော်နားမလည်နိုင်တာကဘာလဲဆိုတော့ဝိညာဉ်တော်လက်ခံတယ်ဝိညာဉ်တော်လက်ခံတယ်ဝိညာဉ်တော်ရဲ့ပဋိစ္စံခံတယ်ဆိုတဲ့အုပ်စုတွေကဘာပြောနေကြသလဲဆိုတော့တရားဟောရင်ဝင်ငှရင်ဒီဝိညာဉ်တော်အကြောင်းတန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ဟာပစပ်ဖျားကနေတဖွားဖွားမချနိုင်လောက်အောင်တန်ရှင်းသောဝိညာဉ်တော်အကြောင်းကိုပဲတောက်လျှောက်ပြောနေတယ်တန်ရှင်းသောဝိညာဉ်တော်အကြောင်းမပြောရဘူးတော့မဟုတ်ပါဘူးကနဦးအသင်းတော်မှာကနဦးယုံကြည်သူတွေကနဦးတမန်တော်တွေတပိတော်တွေကဝိညာဉ်တော်နဲ့ပြေဝလာတဲ့ခါဝိညာဉ်တော်ရောက်လာတဲ့ခါမှာသူတို့ပြောနေတာကဧဝံဂေလိတရားတန်ရှင်းသောဝိညာဉ်တော်အကြောင်းမဟုတ်ဘူးဒါပေမဲ့ပြောခိုင်းတာဘာလို့လဲဆိုဝိညာဉ်တော်ကပြောခိုင်းတာတန်ရှင်းသောဝိညာဉ်တော်ကပြောခိုင်းတယ်သူတို့ပြောနေတာကဘာလဲဆိုနှုတ်ကပတ်တော်ဧဝံဂေလိတည်င်းကောင်ပြောနေတာဧဝံဂေလိကိုရဲဝံ့ဝံ့သူတို့ဟောနေကြတယ်ဝိညာဉ်တော်ကသူ့အကြောင်းကိုသူမဟောခိုင်းဘူးခရစ်တော်အကြောင်းကိုဟောခိုင်းတယ်ဟာလေလုယာဝိညာဉ်တော်ကသူ့အကြောင်းကိုမပြောခိုင်းဘူးစေလွတ်တော်သူရဲ့အကြောင်းကိုပြောခိုင်းတယ်ဧဝံဂေလိတည်င်းကောင်ကိုပြောခိုင်းတယ်နှုတ်ကပတ်တော်တမန်တရားအကြောင်းကိုပြောခိုင်းတယ်ဒါတန်ရှင်းသောဝိညာဉ်တော်ရဲ့အဓိကအလုပ်ပဲဒီကျွန်တော်တို့ theology မှာဆိုရင်ဒီတန်ရှင်းသောဝိညာဉ်တော်နဲ့ဆိုင်သောဩဝါဒတွေအများကြီးရှိတယ်ဖန်ဆင်းခြင်းမှာဝိညာဉ်တော်ရဲ့အလုပ်ဒီအများကြီးပဲကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယမှာဝိညာဉ်တော်ရဲ့အလုပ်လက်ရှိမှာဝိညာဉ်တော်ရဲ့အလုပ်
နောင်ကာလမှာဝိညာဉ်တော်ရဲ့အလုပ်ဆိုတာကြီးအစင်စင်သူတို့ခွဲထားပြီးတော့ရှိဒီကနေ့အဓိကကျွန်တော်ပြောချင်တာနံပါတ်1ဝိညာဉ်တော်ရရှိခြင်းရဲ့လက္ခဏာသည်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ရလာပြီးဆိုရင်အဲ့ဒီဝိညာဉ်တော်ကခရစ်တော်နဲ့ကျွန်တော်တို့တွေ့ခဲ့တဲ့အကြောင်းခရစ်တော်ကိုဘယ်လိုယုံကြည်လက်ခံလဲတဲ့အကြောင်းကိုပဲသက်သေခံခိုင်းတယ်ဧဝံဂေလိတရားကိုမရှက်မကြောက်ဟောခိုင်းတယ်သက်သေခံခိုင်းတယ်ဝင်ငါခိုင်းတယ်ရှမ်းပြည်ကလောမြို့နားမှာရွာတရွာရှိတယ်အဲ့ဒီမှာဒီလဲပြေရွာဆိုတာရှိကျွန်တော်ကရားပြည်မှာဧဝံဂေလိသွားရင်းနဲ့6လကရားပြည်ကနေကျွန်တော်တို့အသည့်တွေကကျွန်တော်တို့အသင်းတော်ထဲကလူတစုကအဲ့ဒီရှမ်းပြည်ကလောမြို့နားမှာရှိတဲ့လဲပြေရွာမှာတို့ကရွှေသွားတူးကြတာရွှေမော်မှာသွားအလုပ်လုပ်ကြတာအဲ့ဒါနဲ့အဲ့ဒီရွှေမော်မှာကျွန်တော်ကိုတို့ကဖိတ်တော့ကျွန်တော်ရောက်သွားတယ်ဆရာရွှေဘလို့လုပ်တယ်ဆိုတာရွှေဘလို့ကျင်းတယ်ဆိုတာလာပြီးတော့လေ့လာပါတယ်ပြီးညမှာအလုပ်ကျွန်တော်တို့အလုပ်ပြီးလို့ညမှာလူတွေအားလုံးအိမ်ပြန်တဲ့ချိန်မှာမိတ္တဟာရလည်းလုပ်ရအောင်ဆိုတော့ကျွန်တော်အဲ့မှာသွားပြီးတော့သွားလေ့လာတာပေါ့နော်နေခင်းမှာကျွန်တော်တို့ရွှေကျင်တဲ့လူတွေကိုကျွန်တော်လိုက်ပြီးတော့ကြည့်တယ်ဘလို့ရွှေကျင်ကြတယ်လဲပေါ့တောင်အဲ့လိုတောင်3လုံးရှိတယ်အဲ့တောင်3လုံးဘေးပတ်လည်မှာတို့အဲ့မြောက်အုပ်ကြီးလိုပဲလူကယာနဲ့ချီတို့ထင်းတဲ့နေရာလေးတွေကိုတူးပြီးတော့မှအဲ့ဒီကြောက်ခဲလေးတွေပေါ့ထညက်ခဲလိုမျိုးကြောက်ရွှေပါတဲ့ကြောက်တွေတို့ရှာတယ်နည်းနည်းစီတူးပြီးတော့စမ်းတတ်တယ်နည်းနည်းရွှေပါလာပြီဆိုရင်အောက်ကိုပိုနဲ့တစ်ထက်နဲ့အောင်တူးအဲ့ရွှေကြောတွေ့ပြီဆိုရင်တော့အဲ့ဒီမှာပဲပုံသေးနော်သူကတွေ့တဲ့လူအဲ့ဒီနေရာတူးတဲ့လူကကျင်းပိုင်ရှင်ဖြစ်သွားတယ်ပြီးသူကလာတူးချင်တဲ့လူတူးတဲ့လူနဲ့ကျင်းပိုင်ရှင်နဲ့တဝက်စီခွဲပေါ့အဲ့ဒီမြေစာကိုသူကအိတ်နဲ့တဝက်သူတအိတ်ဆိုကိုတအိတ်ပေါ့အဲ့လိုခွဲပြီးတော့လှုပ်ချအများကြီးပဲတောင်တပြင်လုံးလေအဲ့ဒါနဲ့ကျွန်တော်ကြည့်ပြီးတော့မှသူတို့အလယ်မှာရှိတဲ့ကြောက်တုံးအကြီးကြီးရှိတယ်ကြောက်တုံးကနေတာမဟုတ်အဲ့ဒီအပေါ်မှာတက်လိုက်ရင်သူတို့အားလုံးကိုတော်တော်မြင်ရတယ်ဟိုဘက်ပတ်လည်းမြင်ရတယ်အဲ့ဒီပေါ်တက်ပြီးတော့မှကျွန်တော်လဲထအော်တာရွှေနဲ့ငွေကိုဖန်ဆင်းတဲ့ဖခင်အကြောင်းကပြောမယ်ဆိုပြီးတော့မှထားပြီးတော့မှအဲ့ဒီမှာပြောတော့သူတို့ကလည်းတောထဲမှာအဲ့လိုဘယ်သူမှမအော်ဘူးဆိုတော့ကြောင်ပြီးတော့ကြည်နေကြတယ်သူတို့ရဲ့ဘာလဲပေါတူးလေးတွေပြီးတော့တူလေးတွေလေကြောက်ခဲကိုထူတဲ့တူလေးတွေဒီလိုကင်ပြီးတော့မထူတော့ဘူးဒီလိုပဲကြည်နေကြတယ်ကျွန်တော်လည်း9မိနစ်10မိနစ်လောက်ကိုကျွန်တော်ဧဝံဂေလိဝင်ငါပြီးတော့မှနော်အဲ့နေရာမှာတော်တော်များများကတော်တော်စိတ်ဝင်စားကြတယ်ညမှာလည်းကျွန်တော်ဝင်ငါခွင့်ရပြောချင်အဲ့ဒီချိန်ဒီမှာကျွန်တော်အခုစစ်ဖြစ်နေတဲ့ဒီမော့ဆူမြို့တို့အခုကရားပြည်မှာအပြင်းထန်ဆုံးစစ်ဖြစ်တဲ့နေရာတွေအားလုံးကျွန်တော်ခြေကျင်တဲ့အကုန်ရောက်ခဲ့တဲ့နေရာတွေဖြစ်တယ်ရွာလေးတွေမှာဆိုကျွန်တော်တို့ရွာသေးသေးလေးတွေမှာဝင်တယ်တိမ်နဲ့အိမ်မှာကျွန်တော်တို့ဝင်ပြီးတော့အိမ်ကလေးဝင်ငါတယ်နော်စီအဲ့လိုနဲ့တကယ်ကိုပျော်စရာကောင်းတယ်ပတ်စံဘာမှမရှိဘူးဘာမှအဆောင်ရောက်မလဲမရှိဘူးသို့တော့အထဲမှာတောက်လောင်နေတဲ့ဧဝံဂေလိသက်သေခံခြင်းနဲ့တွန်းအားကပြင်းထန်တဲ့ခါတန်ရှင်တော်ဝိညာဉ်တော်ရဲ့တွန်းအားကပြင်းထန်တဲ့ခါမှာဘာမှမကြောက်တော့အမှန်ဆိုအဲ့ကလေးကစစ်ဖြစ်နေတာခဏလေးရှေ့မှာဖြစ်သွားလိုက်နောက်မှာဖြစ်သွားလိုက်တို့ကပျောက်ချစနစ်နဲ့လေအဲ့တုန်းကလေးကဒေါ်လာသမားတွေရှိတယ်1999မှာနော်ဟိုဘက်ရှေ့မှာဘယ်နိုင်တုန်းကတော့ဘယ်လောက်တတ်သွားပြီပေါ့အဲ့ဒီလမ်းပဲကျွန်တော်တို့ဖြတ်တဲ့လမ်းတွေပဲပြီးတော့ Fruso မြို့ဆိုတာရှိတယ် Fruso မြို့တိတိလေးအဲ့ဒါကအတိကဒေါ်လာသမားတွေနဲ့မြန်မာစစ်တပ်နဲ့အမြဲတမ်းစစ်ဖြစ်တဲ့နေရာဒေါ်လာသမားတွေကဟိုဘက်တောင်ထိပ်ပေါ်မှာ sorry ဒေါ်လာသမားတွေကဒီဘက်တောင်ထိပ်မှာမြို့ဘက်မှာတို့ကနေရာယူတာမြန်မာစစ်တပ်ကဟိုဘက်တောင်ထိပ်မှာနေရာယူတယ်ဟိုကနေလှမ်းပြက်တော့မြို့လေကောင်မှာကြလိုက်စာတိုက်ရုံးပေါ်မှာကြလိုက်เนาะအဲ့လိုနဲ့ပဲတို့ RPG တွေလဲအဲ့ဒီတို့ရဲ့ဒီကျွန်တော်တို့စာတိုက်ရုံးမှာမင်းတပ်သားတယောက်ကမြို့နယ်စာတိုက်မူလို့တော့အဲ့မှာကျွန်တော်သွားလေးလာတော့စာတိုက်ရုံးကအပေါက်ကြီးတွေနဲ့ပြောချင်တာအဲ့ဒီနားတဝက်ကိုကျွန်တော်တို့သွားတယ်ပြတ်တက်သွားလို့ဘသူပြတ်တက်မှမသိရင်လည်းသိနိုင်တယ်လေဒါပေမဲ့အဲ့ဒါတွေကောင်းထဲမှာကိုမရှိဘူးကျွန်တော်နောက်မှပြန်စဉ်းစားတော့
တော်အန်ဒီကြီးတာပဲဘာဖြစ်လို့အဲ့နေရာတွေသွားနေတယ်လဲပေါ့ပြောချင်တာကဝိညာဉ်တော်ရဲ့မဆာမှုဝိညာဉ်တော်ရဲ့တွင်းပို့မှုရှိလာရင်ဘာအန်ဒီမှမမြင်တော့ဘူးဘာအန်ဒီမှမကြောက်တတ်တော့ဘူးအဓိကမြင်တာကတော့ဒီလူတွေကယ်တင်ခြင်းတို့ရောက်ရတမန်တရားကိုသိဖို့ပဲသူတို့ခရစ်တော်မရရင်ငရဲကြတော့မယ်ဆိုတာကိုပဲဝိညာဉ်တော်ကမြင်စေတာအဲ့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ရဲ့အတိကအလုပ်တည်ဧဝံဂေလိကိုရဲဝန်းစွာဝင်ငှဖို့တက်တဲ့ခံဖို့ပဲဒါဆရာတွေကိုပဲပြောချင်တာမဟုတ်ပဲနဲ့ခရစ်တော်ရတဲ့သူတိုင်းကတန်ရှင်းသောဝိညာဉ်တော်ရတယ်အဲ့ဒီဝိညာဉ်တော်ကိုရတဲ့သူတိုင်းကခရစ်တော်ကိုဘယ်လိုရလာလဲဆိုတာကိုသူတစ်ပါးကိုတက်တဲ့မခံပဲမနေနိုင်ဘူးအဲ့ဒါဟာဝိညာဉ်တော်ရဲ့အတိကအလုပ်ဖြစ်တယ်ဆိုတော့ဒီကနေ့ခြေတော်ညီကောင်တော်များကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့ဆင်ခြင်ဖို့ဒီကနေ့ဝိညာဉ်တော်ခေတ်လို့ပြောနေတဲ့ခုခေတ်ကာလမှာလွဲမှားတဲ့ဝိညာဉ်တော်ကိုလွှဲချတဲ့အယူဝါဒတွေကိုကျွန်တော်တို့သတိထားရှောင်ရှားဖို့လည်းလိုတယ်။တစ်ချိန်တည်းမှာကိုယ်တိုင်အထဲမှာဝိညာဉ်တော်ကအလုတ်လုတ်နေသလားဆိုတာကိုပြန်ပြီးတော့စမ်းစစ်ဖို့လည်းလိုတယ်နော်။သင်ရဲ့အထဲမှာတကယ်ဝိညာဉ်တော်ရှိဝိညာဉ်တော်ဟာပုံကွယ်ရှိုးကွယ်နေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး။ဝိညာဉ်တော်ဟာထင်ထင်ရှားရှားလှုပ်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်သင်အထဲမှာတန်ရှင်းသောဝိညာဉ်တော်တကယ်ကျင့်ဝတ်နေရင်ထင်ရှားနေရမယ်။ဘာဖြစ်ထင်ရှားမလဲအသက်တာထဲမှာထင်ရှားနေရမယ်။စကားပြောဆိုခြင်းအပြင်ထင်ရှားမယ်။အကျင့်စာရိတ္တအပြင်ထင်ရှားရမယ်။နောက်ဆုံးသက်သေခံခြင်းအပြင်ထင်ရှားရမယ်။သက်သေခံတယ်လို့ပြောရင်ကျွန်တော်တို့ကတော့ဒီစေပေါ်မှာခံတာတော့ပဲကျွန်တော်တို့သိတယ်။ဒါပေမဲ့သက်သေခံတယ်ဆိုတော့ witnessing for Christ ကရောက်တဲ့နေရာတိုင်းမှာခရစ်တော်အကြောင်းကိုကယ်တင်တဲ့ယေရှုကယ်တင်ရှင်အကြောင်းကိုတွေ့တဲ့သူတိုင်းကိုပြောပြတာအဲ့ဒါ witnessing ခရစ်တော်ရဲ့သက်သေခံလို့ခေါ်တယ်အဲ့ဆိုတော့ဝိညာဉ်တော်ကိုရရှိခြင်းခုနကကျွန်တော်ပြောသွားပြီခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာဝိညာဉ်တော်ရရှိတယ်ပြီးတော့မှဝိညာဉ်တော်နဲ့ပြည့်ဝခြင်းဆိုတာရှိပြန်နော်ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းခရစ်တော်ကိုရတဲ့လူတိုင်းကတော့ဝိညာဉ်တော်ကိုရတာပဲ automatic ယေရှုခရစ်တော်ကိုကယ်တင်ရှင်နဲ့အရှင်သခင်ဖြစ်ယုံကြည်လက်ခံလိုက်တာနဲ့တပြိုင်နက်ခမဲတော်ဘုရားကတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်တစိတ်ခတ်ထားတယ်ငါလူငါသားဖြစ်တယ်ကောင်းကင်နိုင်ငံသားဖြစ်တယ်ဆိုတဲ့တစိတ်ကိုငါတို့ခတ်ထားတာဖြစ်တယ်ဟာလေလုယာအမေဒုတိယဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကလူတိုင်းမပြည့်ဝဘူးဝိညာဉ်တော်နဲ့ပြည့်ဝတာလူတိုင်းမပြည့်ဝဘူးဝိညာဉ်တော်နဲ့ပြည့်ဝတာဘယ်လိုပြည့်ဝမလဲပြည့်တယ်ဆိုတာခုနဒီရေပူးလို့ပဲเนาะဒါကရေအပြည့်ဒါကအောက်ကနေရေထဲတဲ့ခါမှာအောက်ကနေတဖြည်းဖြည်းတက်လာပြီးတော့ပြည့်တာအဲ့ဒါပြည့်ဝခြင်းရဲ့လက္ခဏာပြည့်ဝခြင်းကတဖြည်းဖြည်းနဲ့တက်လာတာဖြစ်တယ်အစင်စင်တက်လာတာဖြစ်တယ်တခါတည်းမဟုတ်အတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝတယ်ပြည့်ဝဖို့ရန်ပါလို့တလဲဆိုတော့တနည်းအားဖြင့်တန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝခြင်းဆိုတဲ့ definition က fully controlled by the Holy Spirit တန်ရှင်းသောဝိညာဉ်တော်ရဲ့အုပ်စိုးမှုကိုလုံးလုံးခံယူတော်သူကိုဝိညာဉ်တော်နဲ့ပြည့်ဝတယ်လို့ခေါ်တယ်ဝိညာဉ်တော်နဲ့ပြည့်ဝဖို့ရန်ပါလို့ဆိုတော့ခုနကျွန်တော်တို့နှုတ်ကပတ်တော်ကိုဖားပြီးတော့နှုတ်ကပတ်တော်ဆင်ခြင်ပြီးတော့အဲ့နှုတ်ကပတ်တော်အားဖြင့်ဝိညာဉ်တော်ကဖွင့်ပြလာတဲ့အရာပေါ်မှာတစ်ခုပြီးတစ်ခုလိုက်လျှောက်အသက်ရှင်တာလိုက်လျှောက်သက်ရှင်တာတနေ့ပြီးတနေ့ကျွန်တော်တို့တိုးတက်လာနော်အရင်တော့စုတောင်မှဖြောင်းအောင်မတောင်းတတ်ဘူးအခုတော့တခါတည်းချောမွေ့နေတာပဲဘာလို့ဆိုတော့အလွတ်ချက်တလူမျိုးတောင်းတာမဟုတ်ပဲနဲ့အထဲမှာဝိညာဉ်တော်ဖော်ပြတဲ့အတိုင်းနှုတ်ကပတ်တော်အခြေခံပြီးတော့တောင်းတာဖြစ်တဲ့အတွက်ကြောင့်အယံကိုချောမွေ့လာတယ်ကျမ်းစာဖတ်တာအရင်တော့ဆိုရင်ဣတိလတော်မှာကုတိလလို့ဖတ်တယ်လို့ရှိတယ်လေနော်ကျမ်းမြန်မာစကားလုံးတော့ကျွန်တော်မြန်မာတွေကျမ်းစာမဖတ်ဘူးတဲ့သူကကျမ်းစာကိုဖြောင်းမဖတ်တတ်ဘူးအဲ့ဒါသိတာတဲ့လူတယောက်ကိုကျမ်းစာဖတ်ခိုင်းဒီလိုကျမ်းစာဖတ်ဘူးသလားမဖတ်ဘူးလားဆိုတာချက်ချင်းသိနိုင်တယ်ဆက်မဲ့နေရာမှာလဲရက်မဲ့နေရာမှာဆက်လိုက်အဲ့လိုမျိုးနဲ့ကျမ်းစာကိုဖြောင်းတန်မဖတ်တတ်ဘူးလေနော်မကျမ်းစာကိုဖတ်တဲ့အခါမှာလည်းပဲရှော့ရှုကျမ်းစာဖတ်လိုက်ရင်လည်းပဲအနှစ်သာရရှိခံယူပြီးတော့နှလုံးသွင်းပြီးတော့ဖတ်လာတာဝိညာဉ်တော်နဲ့ပြည့်ဝလာခြင်းပြီးဧဝံဂေလိတရားကိုရဲရဲဝံ့သက်သေခံအရင်တော့က
တက်တဲ့ခံမှုတော့ကြောက်နေတာနော်ဒါပေမဲ့အခုတော့ဧဝံဂေလိဝင်ကနေရရင်ပျော်နေတယ်ပြီးအစေခံခြင်းထဲမှာလည်းပဲအရင်တော့ကတော့ခိုင်းတာတော့မှညှဉ်းညူပြီးတော့လုံနေတဲ့သူအခုကဝိညာဉ်တော်ရဲ့သဘောတဘာဝနားလည်လာတဲ့ခါမှာခိုင်းစရာမလိုတော့ဘူးသူ့ဟာသူရှာပြီးတော့လှုပ်တက်လာတယ်အဲ့ဒါဝိညာဉ်တော်နဲ့ပြေဝခြင်းလက္ခဏာတွေပဲအသင်းတော်ထဲမှာလေဘုရားရဲ့အစီကိုခံဖို့ယေရှုခရစ်တော်ကဇက်ခဲရဲ့အိမ်ကိုတဲဖို့ပြောလာတဲ့ခါမှာဇက်ခဲအယံပြောတာဟာလူတွေကငါ့ကိုအယံမုန်းတာဘာဖြစ်လို့ကိုတော်ကငါအိမ်မှာတဲဖို့ပြောတယ်ဆိုတော့အာယသူ့အတွက်အပျော်ဆုံးနေ့ပဲအဲ့ဒီချိန်မှာဘာလို့ယေရှုကိုသူလက်ခံသွားပြီလေနော်ယေရှုကိုသူလက်ခံပြီဖြစ်တဲ့သူ့မှာအယံပျော်တယ်အိမ်ပြန်ရောက်တော့သူများစီကမတရားသဖြင့်ယူထားတာရှင်းလေးစားပြန်ရောမယ်တဲ့ဘုရားခင်ရဲ့အမှုတော်အတွက်သူ့ရဲ့ဥစ္စာတစ်ဝက်ကိုပေးမယ်လို့ပြောတယ်အဲ့ဒါကယေရှုခရစ်တော်အလှခံသွားတာမဟုတ်ဘူးလေနော်ပတ်စံအကြောင်းလည်းမပြောပါဘူးယေရှုခရစ်တော်ဒါပေမဲ့လည်းပဲသူ့ရဲ့အထဲမှာဝိညာဉ်တော်နိုးဆော်လာတဲ့အခါခရစ်တော်ကိုယ်တိုင်ကသူ့စီကိုရောက်လာပြီးခရစ်တော်နဲ့အတူရှိနေပြီဆိုတာကိုသူဝမ်းမြောက်လွန်အားကြီးလို့ပေါ်ထွက်လာတဲ့အရာအလိုအလျောက်ပေးကမ်းခြင်းတဲ့စိတ်အစေခံခြင်းတဲ့စိတ်ဟုတ်လားစင်ရသားတွေကိုတနာတတ်သောစိတ်ဖြစ်လာတယ်အဲ့ဒါဝိညာဉ်တော်နဲ့ပြည့်ဝခြင်းရဲ့သက်သေလက္ခဏာတွေပဲသူတစ်ပါးအတွက်ဘာလုပ်ပေးရမလဲဘယ်လိုလုပ်ပေးရမလဲဖခင်ရဲ့အမှုတော်နဲ့ပတ်သက်လာရင်အမှုတော်ဆောင်တွေကိုဘယ်လိုပါဝင်ရမလဲအမှုတော်လုပ်ငန်းမှာဘယ်လိုပါဝင်ရမလဲဆိုတာအမြဲတမ်းကိုတောက်ထောက်ပြီးတော့ကြည်နေတယ်ပါဝင်ခြင်းစိတ်ကိုအမြဲတမ်းရှင်းနေတယ်နော်ဆိုတော့ဒါပေမဲ့ဝိညာဉ်တော်နဲ့မပြည့်ဝသေးဘူးဆိုရင်ဆယ်ဖို့တဖို့တောင်မှမထဲနိုင်ဘူးထဲပြီးသားတော့မှပြန်နှမျောတယ်နော်ပြန်ဖြစ်နိုင်ပြန်ယူခြင်းစိတ်ပေါက်တယ်တခါတည်းကျရင်အဲ့လိုဖြစ်တတ်တယ်လေနော်ဖြစ်နိုင်ပြန်ယူခြင်းစိတ်တောင်ပေါက်တယ်ပြီးစိတ်ထဲမှာစေတနာစိတ်မပါတော့ဒါပေမဲ့ဝိညာဉ်တော်ရဲ့အလေးထားကိုနားလည်လာရင်ပေးကမ်းခြင်းဟာကိုယ့်အတွက်အယံပျော်ရွှင်မှုဖြစ်စေတယ်ကိုကပေးကမ်းနိုင်စွမ်းဘုရားအမှုတော်အတွက်ပါဝင်ခွင့်ရတာကိုစိတ်ထဲမှာကျေနပ်တယ်ဝမ်းမြောက်တယ်ဝမ်းမြောက်ခြင်းရှိတယ်ဒါကြောင့်အဲ့ဒါဒီဝိညာဉ်တော်နဲ့ပြည့်ဝခြင်းအသက်တာတွေကအယံထူးခြားတာဖြစ်တယ်တမယိုးကြထုံးတမ်းစင်လာအရာဒီဘာသာရေးထုံးတမ်းစင်လာအရာလှုပ်ရှားမှုတွေကစိတ်ကိုအယံလေးစေတယ်ပင်ပန်းစေတယ်ဟုတ်လားဘုရားကျောင်းလာတာတောင်မှသွားရပြန်ပြီဘုရားကျောင်းသွားရအောင်အေးကလည်းအိတ်ချင်တယ်သွားရင်ကောင်းမလားမသွားရင်ကောင်းမလားဆိုတာကိုတော်လေးစဉ်းစားယူနေရတာဒါပေမဲ့ဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အခါနှုတ်ကပတ်တော်နဲ့ပြည့်ဝလာတဲ့အခါမှာယုံကြည်သူတွေနဲ့မတွေ့ရရင်ကိုမနေနိုင်ဘူးယုံကြည်သူတွေနဲ့မိတ္တာရဖွဲ့ခြင်းကိုအရသာတွေ့တယ်အယံပြောတယ်ဘာဆိုတော့သူ့မှာလည်းတန်ရှင်သောဝိညာဉ်တော်ရှိတယ်ကိုယ်မှာလည်းတန်ရှင်သောဝိညာဉ်တော်ရှိတယ်ဝိညာဉ်တော်ရှိတဲ့သူတွေအချင်းချင်းကောင်းကင်နိုင်ငံသားအချင်းချင်းဘုရားသခင်ရဲ့နိုင်ငံသားအချင်းချင်းတွေ့ဆုံတာကိုအယံပြောတာနော်အယံပြောတယ်ဒါချစ်တော်ညီကောင်မတို့ဒီတန်ရှင်သောဝိညာဉ်တော်ရဲ့လှုပ်ရှားမှုလှုပ်ဆောင်မှုလက္ခဏာတွေကျွန်တော်တို့နားလည်ဖို့အရေးကြီးပါတယ်ဝိညာဉ်တော်ဘာလုပ်နေတယ်လဲဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုဘာလဲဆိုတာသိချင်ရိုးရိုးရှင်းရှင်းလေးပဲဒီသုံးချက်ဝိညာဉ်တော်နံပါတ်1ဝိညာဉ်တော်ကိုဘယ်ချိန်မှာရတယ်လဲကယ်တင်ခြင်းစိတ်ချမှုရပြီခရစ်တော်ကိုယုံကြည်လက်ခံတဲ့ချိန်မှာရတယ်အဲ့ဒီဝိညာဉ်တော်ရပြီးတော့သက်သေလက္ခဏာတွေပါရှိလာလဲဆိုတော့ငြိမ်သက်ခြင်းရှိတာနံပါတ်1နှလုံးသားထဲမှာငြိမ်သက်ခြင်းရှိတယ်ဝိညာဉ်တော်ရပြီဆိုရင်အယံငြိမ်သက်တယ်ငြိမ်သက်ခြင်းရှိတယ်ဝမ်းမြောက်ခြင်းရှိတယ်ပြီးတော့မှဝိညာဉ်တော်ရခြင်းသက်သေကချမ်းနှုတ်ကပတ်တော်ကိုစာငတ်တဲ့စိတ်ဖြစ်စေတယ်ယုံကြည်သူတွေအချင်းချင်းမိတ္တာဖွဲ့ခြင်းကိုစာငတ်တဲ့စိတ်ဖြစ်စေတယ်မတွေ့ရရင်မနေနိုင်ဘူးအဲ့ဒါဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုတွေပဲဆိုတော့
နောက်ဆုံးမှာတော့ကျွန်တော်တန်ရှင်းသောဝိညာဉ်တော်လို့လူတွေပြောနေတယ် online မှာရောပတ်ဝန်းကျင်မှာရောကျွန်တော်တို့မြင်ရကြားရတဲ့ဟာကိုပိုင်းခြားတတ်ဖို့ဝိညာဉ်တော်ကိုရရှိရင်ဝိညာဉ်တော်ကိုယ်တိုင်က discerning spirit ပိုင်းခြားတတ်သောဝိညာဉ်ဘုရားပေးတယ်ပိုင်းခြားတတ်တဲ့ဝိညာဉ်ပိုင်းခြားတတ်သောဉာဏ်ကိုဝိညာဉ်တော်ကပေးတယ်ဒါကတော့တမန်တရားဖြစ်တယ်ဒါကတမန်တရားမဟုတ်ဘူးဒါကတန်ရှင်းသောဝိညာဉ်တော်လုံနေတာဖြစ်တယ်ဒါကတော့သူတို့ထွန်ထားတာပဲသူတို့ဟာနဲ့သူတို့ထွန်ထားတာပဲဆိုတဲ့ဟာကျွန်တော်တို့ကောင်းကောင်းနားလည်စေတယ်တန်ရှင်းသောဝိညာဉ်တော်ကနားလည်စေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဝိညာဉ်တော်မရှိဘဲနဲ့ဒီအခုဒါဝိညာဉ်ရေးရာမှာရောလောကအရာမှာရောခစ်ပြက်ကြီးတဲ့မှာကျွန်တော်တို့ကဘယ်ဟာကအမှားဘယ်ဟာကအမှန်ဆိုတာကိုဝါဒတာဖြစ်နေမှာဝိညာဉ်တော်အလေးမရှိရင်ကျွန်တော်တို့ကမပိုင်းခြားနိုင်ဘူးနှုတ်ကပတ်တော်ကိုအနဲ့ဖွင့်လာတဲ့ခါမှာလည်းပဲဝိညာဉ်တော်အလေးမရှိရင်ကျွန်တော်တို့ကဟိုလူပြောလဲဟုတ်ကဲ့ဒီလူပြောလဲဟုတ်ကဲ့အကုန်လုံးကိုထောက်ခံပြီးတော့ဘယ်ဟာကတမန်တရားခံယူချက်လဲဆိုတာကျွန်တော်နားမလဲတော့အဲ့တော့နှုတ်ကပတ်တော်ကိုနားထောင်တဲ့ခါမှာတေချာမျက်လုံးမမိတ်ပဲနဲ့နားထောင်ဖို့အရေးကြီးတယ်နော်ပြောချင်တာကဝင်ရတဲ့သူကိုတေချာကြည့်ပြီးတော့နားနဲ့နားထောင်နှလုံးသားထဲမှာအစာချီဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကိုယူပြီးတော့ဒါငါအတွက်ဒီနေ့ဝိညာဉ်တော်ဖော်ပြတဲ့အရာပဲဆိုတာကိုယူတတ်မှသာအကျိုးရှိမှာဖြစ်တယ်အဲ့ဒီလိုတရားကိုနားထောင်တတ်တဲ့လူတွေတွေ့လည်းပဲအချိန်ဘလောက်ကြာသွားတယ်လဲဆိုတာတော့သိမှာမဟုတ်မသိလိုက်ဘူး။ဘာလို့ဆိုအာယုံကနှုတ်ကပတ်တော်ကိုနားလည်ခြင်းတဲ့ခံယူခြင်းတဲ့နှလုံးသားအာယုံထဲမှာပဲရောက်နေတဲ့အတွက်ကြောင့်တခြားကိုအာယုံမဆိုင်တော့အဲ့ဒါအရင်ရေးကြည့်တယ်။ကျွန်တော်ဝိညာဉ်တော်နဲ့ပြေဝခြင်းမရှိတဲ့ခါမှာကျွန်တော်တို့ကဝတ်ပြုစည်းဝေးနဲ့ပတ်သက်လာရင်ဆုတောင်းခြင်းနဲ့ပတ်သက်လာရင်တရားဟောခြင်းနဲ့ပတ်သက်လာရင်စတာနဲ့ကိုဘယ်တော့ပြီးမလဲဆိုတာပဲကျွန်တော်တို့ကစဉ်းစားတာနော်ဘယ်နှမိနစ်ကြာမလဲဆိုတာပဲအာယုံကရောက်နေတာအဲ့တော့အဲ့ဒီအချိန်ကိုပဲမျှော်နေတာဖြစ်တဲ့အတွက်ကြောင့်တူရင်လဲရှည်တယ်လို့ထင်ရတယ်ချိုတဲ့ဟာကိုလဲခါတယ်လို့ကျွန်တော်တို့ကခံယူထားတယ်အရသာမသိဘူးကတွင်းပြက်ရင်လေကြက်သားတော်မှခါတယ်မဟုတ်လားကတွင်းပြက်တဲ့ချိန်မှာကြက်သားပဲစားစားဝက်သားပဲစားစားအမတန်ကောင်းတဲ့ဟာတွေသွားစားလဲခါနေတာပဲအဲ့လိုဝိညာဉ်ကတွင်းပြက်တဲ့လူတွေကပါပဲနားထောင်ခါတာကိုယ်တော့ခါငါ့ကိုစောင်းပြောပြန်ပြီငါ့ကိုစောင်းပြောပြန်ပြီလို့ပဲစောင်းပြောတယ်လို့ပဲခံယူထားတဲ့အတွက်ကြောင့်မလို့အဲ့စောင်းပြောတယ်ဆိုတဲ့ဟာကငါ့ကိုတိုက်ခိုက်တယ်လို့ပဲခံယူထားတဲ့အတွက်ကြောင့်မလို့သူ့အထဲကိုမရောက်တော့ဘူးလေနော်တိုက်ခိုက်တယ်လို့ခံယူတာဖြစ်တဲ့အတွက်ကြောင့်သူလည်း defend လုပ်လိုက်တာသူလည်းခုခံလိုက်တဲ့ခါမှာသူကသူ့အထဲမရောက်တော့ဘူးလေအဲ့လိုဖြစ်တာတိုက်ခိုက်မှုလို့ခံယူရင်အဲ့လိုပဲလက်မလာနဲ့အဲ့လိုပဲပြန်ခံလိုက်တယ်ဆိုတော့နှလုံးသားတွေကိုမရောက်လာတော့ဘူးနှုတ်ကပတ်တော်ကနှုတ်ကပတ်တော်ဒီကိုယ့်အတွက်ဝိညာဉ်အစာလို့ခံယူထားရင်အစာဆိုတာပါးစပ်ထဲထည့်တယ်အထဲရောက်သွားတယ်နော်အယတာခံပြီးတော့မှကြက်သားဆိုကြက်သားအယတာကိုခံအမဲသားဆိုအမဲသားရဲ့အယတာအချိုတက်ကိုခံစားပြီးတော့အဲ့ဒီ feeling လေးနဲ့ကျွန်တော်မြူချတာနှုတ်ကပတ်တော်ဒီလည်းပဲဝိညာဉ်အစာအဖြစ်ခံယူပြီးတော့မှမြူချရင်အယတာရှိတယ်တိုက်ခိုက်မှုလို့ခံယူရင်တော့ကိုက defense လုပ်လိုက်တဲ့အခါအကုန်လုံးကိုယ့်အထဲကိုမရောက်တော့အဲ့တော့ဒါကြောင့်တန်ရှင်းသောဝိညာဉ်တော်ဒီကျွန်တော်တို့ရဲ့အရာခတ်သိမ်းကိုဖော်ပြမယ်လို့ယေရှုခရစ်တော်လည်းပြောထားတယ်ပြောချင်တာကတော့ဒီကနေ့နှုတ်ကပတ်တော်ကြားတဲ့အခါမှာနားလည်အောင်မှစာပေးမယ်ဝိညာဉ်တော်အလုံးလုံးနေတယ်ဆိုပြီးတော့လှုပ်ရှားနေတဲ့သူတွေရဲ့လှုပ်ရှားမှုကိုလည်းပဲကျွန်တော်တို့ကဒါဝိညာဉ်တော်တကယ်လှုပ်တာလားဆိုတာကိုကြည့်ပြီးတော့နားလည်နိုင်အောင်သူကဝိညာဉ်တော်ကဖွင့်ပြပေးတယ်ကျမ်းစာဖတ်တဲ့အခါမှာဘုရားသခင်ကကိုယ့်ကိုဘာပြောတယ်လဲဆိုတာကိုနားလည်စေတယ်ဒီကျမ်းစာထဲမှာဘာရေးထားတယ်လဲဆိုတာထက်ငါရဲ့အဖကောင်းကင်အဖကငါ့ကိုဘာပြောနေတယ်လဲဆိုတာကိုနားလည်စေတယ်ဒါအဖစကားပြောတယ်လို့ကျမ်းစာဖတ်ရင်ခံယူတယ်ဆူတောင်းရင်လည်းပဲ
သားအဖစကားပြောတယ်လို့ကျွန်တော်တို့ခံယူတယ်အဲ့ဒါဝိညာဉ်တော်ရဲ့မဆာမှုဝိညာဉ်တော်ရဲ့မဆာမှုရှိမှသာကျွန်တော်တို့အဲ့ဒီခံစားချက်အဲ့ဒီအသက်တာကျွန်တော်ရရှိမှာဖြစ်တယ်ဒါကြောင့်ဒီကနေ့ပြန်ပြီးတော့မဆန်းစစ်စေချင်တာသင်အသက်တာထဲမှာတကယ်ခရစ်တော်ရပြီဆိုရင်ဝိညာဉ်တော်ရှိပြီဝိညာဉ်တော်ရှိပြီဆိုရင်သင်ရဲ့အထဲမှာတကယ်ငြိမ်သက်ခြင်းရှိသလားဆိုတော့ပြန်ဆန်းစစ်ပါတကယ်လို့ငြိမ်သက်ခြင်းမရှိဘူးကိုယ့်ရဲ့သက်တာထဲမှာဝါဒတာဖြစ်နေသေးတယ်ဆိုတာဟာခရစ်တော်မရသေးဘူးကိုပြန်ဆန်းစစ်ပြီးတော့မေးတဲ့ဆရာတွေကိုမေးပြီးတော့မှတေချာလေးကိုတေချာအောင်တိကျအောင်ပြန်ပြီးတော့လုပ်ဖို့အရေးကြီးပါတယ်ကဘာမာဒီကနေ့တာမန်အသင်းသားမဆူထားနဲ့တိတ်ခါတော်ရခံယူထားပြီးတဲ့လူတွေတော့မပြောင်းလဲသေးတဲ့သူတွေအများကြီးရှိတယ်တကယ်ကိုင်းချုပ်ကြီးအစဉ်ရောက်တဲ့လူတွေတောင်မှခရစ်တော်မရသေးတဲ့သူတန်ရှင်တော်ဝိညာဉ်တော်မရသေးတဲ့ခရိယာဝန်ထမ်းတွေအများကြီးရှိတယ်။ဒါကြောင့်ဒီဟာကရှက်စရာမဟုတ်ဘူး။ဘယ်အစစ်မှာပဲနေနေဘယ်အချိန်မှာပဲနေနေကိုယ်မှာမရှိတဲ့ဟာကိုမရှိဘူးလို့ဝန်ခံတတ်ပြီးတော့မှရိုးသားစွာတမန်တရားကိုခံယူဖို့ဝိညာဉ်တော်ရဲ့လမ်းပြမှုကိုခံယူဖို့အရေးကြီးတယ်ဆိုတဲ့ဟာလေးကိုဝင်ငါချစ်ပါတယ်။ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ။